သူမဟာကဘာပေါ်မှာကန်ဆိုးဆုံးကောင်းမလီပါပဲအရင်ဆုံးတော့သူကတော်တဲ့ကအန်ဒီယမ်များတဲ့ရွှွနရိုင်းထဲမှာနစ်နေလေသူ့ကိုဆွဲထုတ်ပေးမဲ့သူဘယ်သူမှမရှိဘူးသူယုံလေပိုပြီးနက်နစ်လီမယ်သူရှေ့မှာရှိတဲ့တစ်တုံးထဲကိုပစင်းရိုက်သွင်းပြီးကိုယ့်ဘာသာကိုဆွဲထုတ်ဖို့စ조사ပြီးမဲ့မအောင်မြင်ခဲ့ဘူးလက်လျှော့လိုက်ရင်တေမှာပဲလीအချိန်ချင်းစ조사ပြီးနောက်မှာတော့ပစင်းကမှန်တဲ့နေရာမှာရိုက်မိသွားပြီးသူရွှွနွန်ထဲကနေထွက်လာနိုင်ခဲ့တယ်ဒါပေမဲ့ဒါကဒုက္ခတွေရဲ့အစပဲရှိသေးတယ်အကင်ရောက်တော့တော်တဲ့ကတိတိဆိုင်တွေအားလုံးကိုရဲရဲဆက်ဆက်တတ်ထားတာကိုတွေ့ရတယ်အစမ်းဆုံးမှတော့သူတို့ရဲ့အရေးဝင်တွေကိုပဲခွာသွားတာပါဘိုက်ဆန်နေတာကြောင့်သူစားဖို့တစ်ခုခုရှာဖို့ရှစ်ဆက်သွားခဲ့တယ်အဲ့ဒီနောက်မှာဝက်ဝင်တစ်ကောင်ကိုတွေးလိုက်ရတယ်အဲ့ဒီနေရာကိုမြားနဲ့ပစ်ဖို့စူးစမ်းပြီးမဲ့ပစ်မှတ်ကိုလွဲသွားတယ်အတန်ကြတော့ဝက်ဝင်ကသူ့ရဲ့သားကောင်ကိုထားခဲ့ပြီးသူ့ဘက်ကိုပြေးလာခဲ့တယ်သူ့ရဲ့လေးကကျိုးနေရကြောင်းတိုက်ခိုက်မဲ့အစားခြုံပုတ်တွေကြားထဲမှာပုံဖို့ရွေးချယ်လိုက်တယ်အားနည်းတွေခြုံပုတ်တွေကဒီဝက်ဝင်ကြီးစီကနေသူ့ကိုကာကွယ်ပေးနိုင်စွာမရှိခဲ့ဘူးအဲ့ဒီအချိန်မှာဝက်ဝင်ကရုတ်တရက်တိုက်ခိုက်တာကိုရပ်လိုက်တယ်သူဘာကြောင့်လဲဆိုတာနားမလည်ခဲ့ဘူးအပြင်ကိုလှမ်းကြည့်လိုက်တော့ကြောက်လန့်တကြားနဲ့မျက်လုံးတွေပြူးကျသွားတယ်ဝက်ဝင်ကအခုမမြင်ရတဲ့တတ္တဝါကြီးတစ်ကောင်နဲ့တိုက်ခိုက်နေတာကိုတွေ့ရတယ်အဲ့ဒီနတ်ဆိုးကသွေးတွေကြောင့်နည်းနည်းလေးမြင်နေရပြီအဲ့ဒီနတ်ဆိုးကဒေါသတကြီးနဲ့ဝက်ဝင်ကိုစောင့်ပြေးပြီးတတ်လိုက်တယ်နတ်ဆိုးရဲ့ကိုဘောကသွေးတွေကြောင့်သူကအပြည့်အဝမြင်သာလာတယ်ဒါကိုမြင်တော့သူအယမ်းကြောက်သွားတာနဲ့မြက်ထဲကိုခုန်ချလိုက်တယ်ပြင်းထန်တဲ့ရေစီချောင်းကသူ့ကိုမျောပါသွားစေတယ်ဒါပေမဲ့ဒီနတ်ဆိုးကတယောက်ယောက်ကိုမြင်လိုက်ပြီဆိုရင်ဘယ်တော့မှမမေ့ဘူးသူ့ရဲ့ဆွမ်းအားနဲ့ရှားသွေးနိုင်တယ်ဆိုတာကိုသူမသိခဲ့ဘူးအဲ့ဒီအချိန်မှာပဲသူ့ရဲ့မျိုးနွေစုကကောင်းလေးတွေရောက်လာပြီးသူ့ကိုစတင်နှုတ်ဆက်ကြတယ်သူတို့ကသူ့ရဲ့လက်တွေကိုကျူးနဲ့တုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲနတ်ဆိုးကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့တယ်သူတို့လက်ထက်ကလက်နက်တွေကိုမြင်လိုက်တာနဲ့နတ်ဆိုးကလုံးလာလက်နက်မကြိုက်တဲ့အထက်တိုက်ခိုက်တော့တယ်အခွင့်အရေးကိုမြင်လာတဲ့ကောင်မလေးကလူတယောက်စီကနေဓာတ်တစ်ချောင်းယူပြီးသူ့ရဲ့ကြိုးတွေကိုဖျက်လိုက်တယ်နတ်ဆိုးကကြံတဲ့ကောင်လေးတွေကိုပါတပ်ပစ်လိုက်ပေမဲ့အဲ့ဒီအချိန်မှာသူကတော့အဲ့ဒီနေရာကနေထွက်ပြေးလွတ်မောက်သွားပြီးရှေ့မှာလွင်ပြင်တစ်ခုချိနေတယ်အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းတယောက်ကသူ့ကိုဖမ်းဆွဲပြီးနတ်ဆိုးမမြင်အောင်ထိုင်ခိုင်းလိုက်တယ်ကောင်လေးကနတ်ဆိုးကနိုင်ရန်တွေကနေတော့မြင်နိုင်တယ်ဆိုတာကိုကောင်လေးကမသိခဲ့ဘူးအန်ဒီယယ်ကိုသိတာနဲ့သူတို့နှစ်ယောက်ပြန်ပြေးကြပြီးမြဲနောက်ဆုံးကောင်လေးကတော့မလွတ်မြောက်နိုင်ခဲ့ဘူးအမြဲတမ်းလိုပဲသူကန်ကသူ့ကိုတစ္ဆာဖောက်ပြန်ခဲ့တယ်သူ့ခြေထောက်ကမဆိုးဒီထောင်ထားတဲ့ပိုက်ကွင်းထဲမှာညှိနီဒဏ်ရာရသွားတယ်ဒီပိုက်ကွင်းကြီးကိုတေတောက်ထဲဖွင့်လို့မရဘူးအဲ့ဒီနောက်နတ်ဆိုးကသူ့စီကိုရောက်လာပြီးမြဲသူ့ကိုဒဏ်ရာရနေကမြင်တော့အဲ့ဒီနေရာကနေထွက်သွားခဲ့တယ်မဆိုးတွေရောက်လာတော့သူတို့ရဲ့ပိုက်ကွင်းထဲမှာတတိဆန်မဟုတ်ပဲလာပါတဲ့တောသူမလီတယောက်မိနေတာကိုတွေ့ရတယ်သူတို့ကသူ့ကိုမေ့မျောအောင်လုပ်ပြီးခေါ်သွားကြတယ်တတိပြန်ရလာတဲ့ခါမှာတော့သူ့ကိုယ်သူလောင်ဝင်းထဲမှာပြိမိနေတာကိုတွေ့ရတယ်သူ့အိတ်ကိုကလည်းဖမ်းထားပြီးရိုက်နှက်နေကြတာကိုတွေ့ရတယ်မနေ့ရောက်တော့မဆိုးတွေကသူတို့နှစ်ယောက်လုံးကိုတစ်ပင်မှာခြေနှောင်ပြီးနတ်ဆိုးကိုစောင့်ဆိုင်နေကြတယ်သူတို့ကိုမြူဆွဲပစ္စည်းအဖြစ်အသုံးပြုချင်ကြတာပေါ့ပတ်လမ်းမှာလည်းထောင်ချောက်တွေဖြန့်ချထားတယ်အဲ့ဒီနောက်မှာနတ်ဆိုးပေါ်လာခဲ့တယ်ဒီနေ့ကတော့သူပထမဆုံးအချိန်သူ့ရဲ့တဲခိတ်ပုံစံအစ်စ်နဲ့ပေါ်လာတာပဲသူကောင်မလေးစီကိုဆွမ်းတော့လာပဲသူ့ခြေထောက်ကမူဆိုးဒီရဲ့ပိုက်ကွင်းထဲမှာညှိသွားတယ်အခွင့်အရေးကိုမြင်လာတဲ့မြေကြီးထဲမှာပုံနေတဲ့မူဆိုးဒီကထွက်လာပြီးနတ်ဆိုးကိုလဲကျအောင်လှုပ်လိုက်ကြတယ်ကောင်မလေးကအကြံတစ်ခုရလာတယ်သူကအနီးနားကပိုက်ကွင်းကိုဆွဲယူပြီးလက်တစ်ဖက်ရဲ့ကျိုးကိုဖျက်လိုက်တယ်အဲ့ဒီအချိန်မှာတော့နတ်ဆိုးကပြန်ထရက်ပြီးလူတိုင်းကိုနားချင်းဖွေတေးဆုံးစေခဲ့ပြီးသူကလက်နက်နဲ့လူတယောက်ရဲ့လက်ပင်းကိုလှီဖြတ်လိုက်တော့သူ့နောက်ကတစ်ပင်လုံးပြိုကျသွားခဲ့တယ်